အပန်းမကြည့်ရင်ဖုန်းထဲမှာရှိတဲ့စက်တင်ထဲမှာဒီခလုတ်ကလေးကိုဖွင့်ထားပေးပါလက်ရှိသဘာဝဘေးတွေကြုံတွေ့နေရတဲ့အချိန်ခါတွေမှာယခုလိုမျိုးမိတ်ဆွေတို့ဖုန်းထဲမှာစက်တင်ထဲမှာအဆင်သင့်ပါပြီးဖြစ်တဲ့ဒီ Capacity Emergency ဆိုတဲ့စက်တင်တွေကိုဝင်လိုက်ပါ Emergency စက်တင်တွေကိုရောက်ပြီဆိုတာနဲ့ကျွန်တော်တို့ဒီမှာ Echusra Echusakes Alasta လေးကိုနှိပ်လိုက်ပါဒါဆိုရင်ကျွန်တော်တို့သဘာဝဘေးအနေရဒီကြုံတွေ့တဲ့အခါမှာယခုလိုမျိုးအချက်ပေးစံတွေကိုလွယ်ကူလင်းမြန်စွာအချိန်နဲ့တပြေးညီကျွန်တော်တို့ဖုံးမှလမ်းပေးမှာဖြစ်ပါတယ်အဲဒါကြောင့်မို့ဒီခလုတ်လေးကိုဖွင့်ထားပေးပါဒီအပေါ်ခလုတ်လေးကိုဖွင့်ထားပေးပါနောက်ပြီးတော့ရင်အောက်ကိုနည်းနည်းဆွဲလိုက်ပါအောက်ကိုဆွဲပြီးဆိုရင်လည်းဒီမှာ CU ဒီမိုလေးကိုနှိပ်လိုက်ပါ CU ဒီမိုလေးကိုနှိပ်လိုက်တာနဲ့ယခုလိုမျိုးကျွန်တော်တို့တွေကပ်ပေးကြီးစိုက်တာပဲဖြစ်ဖြစ်ယခုလိုမျိုးငရင်ဘေးတွေကြုံတွေ့တာပဲဖြစ်ဖြစ်နော်ကျွန်တော်တို့ကပ်ပေးကတ်ဆိုးတခုခုကြုံတွေ့တာပဲဖြစ်ဖြစ်ကတ်ဆိုးစိုက်တာပဲဖြစ်ဖြစ်ယခုလိုမျိုးအတန်အချက်လက်တွေနဲ့မိတ်ဆွေတို့ဖုန်းမှာအချိန်နဲ့တပြေးညီအတိပေးမှာဖြစ်ပါတယ်ဒီမှာဆိုရင်တော့ကျွန်တော်တို့တွေ information အချက်လက်တွေကတော့သူတို့ပြထားတဲ့အတိုင်းပါပဲယခုလိုမျိုးငရင်လှုပ်တာပဲဖြစ်ဖြစ်ယခုလိုမျိုးသဘာဝဘေးတွေကြုံတာပဲဖြစ်ဖြစ်ယခုလိုမျိုးငရင်ကြီးတွေကတ်ဆိုးကြီးတွေစိုက်တာပဲဖြစ်ဖြစ်ယခုလိုမျိုးစစ်ဖြစ်အောင်နေပုံနေနီးပုံစံလေးတွေကတော့ပုံထဲမှာမြင်တဲ့အတိုင်းပါပဲเนาะအားဒါကြောင့်မို့မိတ်ဆွေတငယ်ချင်းများသိရှိနေ